AI ဆိုတာကလေအခုဆိုရင်ចောင်သားတွေရဲ့ဘဝနဲ့ဗျာကြီးလောကတဲ့ကိုတော်တော်လေးကိုအရှိန်နဲ့ဝင်ရောက်လာပါတယ်ဆိုတော့လေဒီနိပညာကចောင်သားတွေရဲ့ဘဝမှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိနေလဲဆိုတဲ့ဒီရှုပ်ထွေးတဲ့အခြေအနေကိုဒီနေ့ကျွန်တော်တို့နည်းနည်းလေးရှင်းရှင်းလေးကြည့်သွားကြပါမယ်ဒီတစ်ခေါက်ရှင်းလင်းခြင်းပြချက်ကိုလက်ညွှန်ပေးသွားမယ်အထီးကမေးခွန်းတော့တာပါမယ် AI ဟာចောင်သားတွေရဲ့ဦးနှောက်ကိုတကယ်ပဲကူညီပေးနေတာလားဒါမှမဟုတ်သူ့နေရာကိုဝင်ပြီးအစားထိုးပစ်လိုက်တာလားဒါကလေအခုချိန်မှာပညာရေးလောကတစ်ခုလုံးအတွက်အရန်ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်နေပါပြီကဲပထမဆုံးအနေနဲ့ AI ခေတ်မှာចောင်းသားရဲ့နေ့စဉ်ဘဝဘလို့ဖြစ်နေပြီလဲဆိုတာကြည့်လိုက်ရအောင်အခုခေတ်မှာ AI ဆိုတာကအနာဂတ်ဇလန်တွေကအရာမဟုတ်တော့ဘူးလေចောင်းသားတွေရဲ့နေတိုင်းသုံးနေရတဲ့တူတစ်ခုလို့ဖြစ်နေပါပြီဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်တကယ်ကိုအန်တော်စရာပဲခမန်းချက်ဒီရဆိုရင်လေ college ចောင်းသား4ယောက်မှာ3ယောက်ဟုတ်ပါတယ်ခု95%လောက်ကသူတို့ရဲ့ចောင်းစာတွေအတွက် AI tool တွေကိုသုံးနေကြပြီတဲ့ဒါတော်တော်လေးကိုကြဲကြဲပြန့်ပြန့်သုံးဆွဲမှုတစ်ခုနော်အရင်တုန်းကဆိုရင်ကနန်းပေါင်းဆက်တို့ word processor တို့မရှိရင်မဖြစ်ဘူးလေအခုလည်းအဲ့ဒီလိုပါပဲ AI ကចောင်းသားတွေအတွက်မရှိမဖြစ်အလိုအပ်တဲ့ပညာရေးဆိုင်ရာကိရိယာအသစ်တစ်ခုအဖြစ်ကိုအချိန်တိုအတွင်းမှာနေရာယူလာခဲ့တာပါဟုတ်ပြီဒါဆိုရင်ဒီနည်းပညာရဲ့အားသာချက်ချိဘက်ကိုယင်သွားကြည့်ရအောင် AI နဲ့စာသင်ရတာကဘလို့ကြိုးကြီးစီးတွေရှိနိုင်မလဲ AI ကလေတကယ်ကိုအကောင်းဆုံးစာသင်ဖော်တယ်လို့လိုပဲဥပမာ24နာရီပတ်လုံးဘယ်အချိန်မေးမေးဖြေပေးမဲ့ကိုပိုင်ကျူရှင်ဆရာကြီးရလိုပဲရှည်လျားတဲ့သူတေသနာစာတန်ကြီးတွေကိုလည်းချက်ချင်းအတူချုံခိုင်းလို့ရတယ်နောက်ပြီးစာရေးဖို့စိတ်ကူးမထွက်တဲ့အခါမျိုးမှာလည်းသူကအကူအညီပေးနိုင်သေးတယ်ဘာသာပြန်နာတို့ကိုရေးချတဲ့စာကိုပိုကောင်းအောင်ပြင်ပေးတာတို့ဖြင့်တင်ယူမှုပုံစံမတူရဲ့အကြောင်းသားလျက်တတ်ဆိုရင်လည်းတော်တော်လေးကိုအထောက်အကူဖြစ်စေပါနဲ့ဥပမာတစ်ခုပြောရရင်စာစီစာကုန်းတစ်ပုတ်ရေးတဲ့လုပ်ငန်းစဉ်ကိုကြည့်ကြည့်လေအရင်ဆုံးကိုရေးချင်တဲ့အကြောင်းအရာအဓိက idea တွေကိုထည့်ပေးလိုက်ပြီးတာနဲ့ AI ကစာစီစာကုန်းကိုဘယ်လိုပုံစံဖွဲ့စည်းမလဲဆိုတဲ့ outline ကိုဆွဲပေးရောအဲ့ဒီကနေမှကနဦးစာပိုင်တွေကိုသူကရေးပေးမယ်နောက်ဆုံးကြမှာကိုယ့်ရဲ့ဟန်ပန်နဲ့ကြိုက်တောင်ကိုယ့်အတန်ထွက်အောင်ပြန်တီးပြက်လိုက်ရုံပဲတူတူလေးအချိန်ကုန်တက်တာသွားတာပေါ့တက္ကသိုလ်ကျောင်းသားတယောက်ပြောလာတဲ့လေကစိတ်ဝင်စားဖို့ကောင်းတယ်သူကဘယ်လိုပြောလဲဆိုတော့အချိန်မရွေးခေါ်သုံးလို့ရတဲ့တင်ကြားရေးလက်ထောက်တယောက်ရှိနေတယ်လို့ပဲအရင်ကဆိုနားလဲဖို့တော်တော်ခက်တဲ့ရှုပ်ထွေး theory တွေကိုအခုမှပဲသဘောပေါက်တော့တယ်ပဲဒါက AI ရဲ့အကျိုးကျေးဇူးကိုတကယ်ထိထိမိမိခေါ်ပြလိုက်တာပဲဒါပေမဲ့လေအကျွေးစစ်မှာခေါင်းနဲ့ပန်းနှစ်ဖက်ရှိတယ်ဆိုသလိုပေါ့အခုအားနဲ့ချက်ဘက်ကိုတစ်ချက်လှည့်ကြည့်ရအောင် AI ကကျွန်တော်တို့ရဲ့တွေးခေါ်နိုင်စွမ်းအပေါ်မှာတော့ဘလို့တက်ရောက်မှုတွေရှိနေနိုင်မလဲဒါကတကယ်ကိုအလေးနဲ့ထားစဉ်းစားရမယ့်အချက်ဖြစ်လာပါပြီဒီမိခုံးကတော်တော်လေးစဉ်းစားစရာပဲအကယ်၍အလုံးရဲ့အခက်အခဲဆုံးပိုင်းတွေကိုဒီတူကပဲလုပ်ပေးသွားမယ်ဆိုရင်ကျွန်တော်တို့ဦးနောက်ကဘာကိုများမတတ်တော့မှာလဲဘာကိုများသင်ယူနိုင်တော့မှာလဲဒီမှာတော်တော်လေးအရေးကြီးတဲ့အပြည့်အယူတစ်ခုကိုတွေ့ရတယ်တစ်ဖက်မှာကျွန်တော်တို့က AI ကိုဘယ်လိုညွှန်ကြားရမလဲဆိုတော့ prompt engineering လိုမျိုး skill အသစ်တွေရလာတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ကိုယ်တိုင်နည်းနည်းဝေဖန်ပိုင်းခြားစဉ်းစားတာမျိုးကိုယ်ပိုင်အမြင်နဲ့အငြင်းခုန်ထူထောင်လာမျိုးအဲ့လိုအခြေခံကြတဲ့အရေးချွန်းတွေပျောက်သွားတဲ့နဲ့စိုးရင်ကြရှိလာတယ်ဒါကပညာရေးရဲ့အဓိကအနှစ်သာရကိုပြန်မေးခွန်းထုတ်နေတယ်လို့ပဲနော်စိတ်ပညာမှာဒါကို cognitive offloading လို့ခေါ်ကြတယ်ဘာကိုဆိုလိုတာလဲဆိုတော့ကိုဦးနောက်ရဲ့အားစိုက်ထုတ်မှုကိုရှော့ချဖို့အတွက် AI လိုမျိုးပြင်ပကိရိယာတစ်ခုကိုအားကိုးလိုက်တာပေါ့ဒါကအလုပ်တော်တွင်စေတယ်ဒါပေမဲ့ရေရှည်မှာကိုဦးနောက်ရဲ့ကိုယ်တိုင်လှုပ်ဆောင်နိုင်စွမ်းကိုအားနဲ့စွာစင်နိုင်တဲ့အန်ဒီရလည်းရှိနေပြန်ရောပညာရေးစိတ်ပညာရှင်တယောက်ရဲ့တတိပိစကားကလည်းမသားစရာပါပဲသူကပြောတယ်ရုံးကန်ရတဲ့နေရာမှာပဲသင်ယူမှုဆိုတာဖြစ်ပေါ်တာအဲ့ဒီရုံးကန်ရတဲ့အပိုင်းကိုဆက်တစ်ခုစီလွှဲပေးလိုက်ပြီးဆိုရင်သင်ယူမှုဖြစ်စဉ်တစ်ခုလုံးကိုပါလွှဲပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်တဲ့ကဲကျောင်းစာကိစ္စတွေအပြင်တိတ်မဆွေးနွေးဖြစ်ကြတဲ့နောက်တစ်ပိုင်းကိုသွားကြည့်အောင်အဲ့ဒါကတော့ကျောင်းသားတွေရဲ့စိတ်ကျန်းမာရေးနဲ့ဒုက္ခภาวะပေါ်တက်ရောက်မှုတွေဖြစ်ပါရဲ့ဟုတ်ပါတယ်ဒီလိုအစွမ်းထက်တဲ့တူးတွေကပဲကျောင်းသားတွေအတွက်ဖျားပုံစံအသစ်တွေစိတ်ဖိစီးမှုအသစ်တွေကိုဖန်တီးပေးနေပြန်တော့အခုဆို AI ကြောင့်ဖြစ်တဲ့ဆိုရင်တော့ကဆိုပြီးတော့ခေါ်နေကြပါပြီကျောင်းသားရဲ့ခန်းစားချက်ကိုကြည့်လိုက်ရင်တော်တော်လေးကွဲပြားနေတာကိုတွေ့ရတယ်အများစု40%ကကိုကြီးလိုက်တဲ့စာကတကယ်ပဲကိုကဟုတ်ရဲ့လားဆိုပြီးကိုရဲ့ fan တီးဖို့ပေါ်စိုးရင်စိတ်ဝင်နေကြတယ်30%ကတော့ AI ကြောင့်ပိုပြီးစွမ်းဆောင်နိုင်လာတယ်လို့ခံစားရတယ်ဒါဘာကိုပြနေလဲဆိုတော့ AI ဟာတချို့အတွက်အားစိတ်ဖြစ်နေချိန်မှာတချို့အတွက်တော့ဖိအားတစ်ခုဖြစ်နေတယ်ဆိုတာပါပဲအခုခေတ်ကျောင်းသားတွေကြုံနေရတဲ့စိတ်ဖိစီးမှုအသက်တီကဘာတွေလဲဆိုတော့ဥပမာတခြားသူတွေနဲ့အပြန် AI သုံးရမယ်ဆိုတဲ့ဖိအားမျိုးပေါ့ပြီးတော့မတော်တဆစာခိုးချမိမှာကိုအမြဲတမ်းစိုးရိမ်နေရတာ AI ကရေးပေးတဲ့စာကိုသုံးပြီးကိုလိမ်နေတယ်လို့ခံစားရတဲ့ imposter syndrome မျိုး
နောက်ဆုံးတစ်ခုကတော့တငယ်ချင်းတွေနဲ့အတူတူပူးပေါင်းလှုပ်ဆောင်တာတွေရောက်နေလာတာမျိုးတွေပဲဖြစ်ပါတယ် ကဲဒါဆိုရင်တော့အကောင့်ဆုံးနှစ်ဖက်ကိုကြည့်ပြီးပြီဆိုတော့အနာဂတ်အတွက်ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ညီကုန်းပိုင်းကိုသွားကြရအောင် ဒီနေရာမှာအထက်ကအချက်ကအရှင်းရှင်းလေးပါပဲဒီထူးကိုလုံးဝပေးပင်တားမြစ်ဖို့မဟုတ်ဘူးသူ့ကိုဘယ်လိုပညာရှိရှိအကျိုးရှိရှိသုံးမလဲဆိုတာကိုသင်ယူဖို့ပဲဟုတ်တယ်မလားဒီအချင်းဒီတစ်ကိုရှောင်ပြင်းနေမှစားလိုက်လျောညီထွေဖျောက်ညီတတ်ဖို့ကပိုပြီးအကျိုးရှိမှာပါ ဒီနည်းပညာကိုမှန်မှန်ကန်ကန်နဲ့ထီထီရောက်ရောက်သုံးနိုင်ကိုတဲ့လိုင်းနာတဲ့အချက်လေးတွေရှိပါတယ်ပထမတစ်ခုက AI ကိုစိတ်ကူးထူးတဲ့အဖို့တယောက်အနေနဲ့ပဲသုံးပါစာတပုတ်လုံးကိုသူရေးပေးတဲ့သူအဖြစ်မသုံးပါနဲ့ဒုတိယအချက် AI ကပေးတဲ့အချက်လက်မှန်သမျှကိုတည်တည်ချာချာ fact check ပြန်လုပ်ပါတတိယအချက်တော့အင်စာပြီးဖို့အတွက်ပဲသုံးတာမျိုးမဟုတ်ပဲတကယ်နားမလည်တဲ့အကြောင်းအရာတွေကိုသိညူဖို့အတွက်ဦးစားပေးသုံးပါ နောက်ဆုံးအနေနဲ့စဉ်းစားပြမေခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ပညာရေးရဲ့တကယ်ယူမှချက်ကပါလဲအဖြေတွေအလွယ်တကူရှာဖို့လားဒါမှမဟုတ်မေခွန်းကောင်းတွေမေးတက်လာအောင်သင်ယူဖို့လား AI ခင်မှာဒီမေခွန်းရဲ့အဖြေကပဲကျွန်တော်တို့ရဲ့သင်ယူမှုအနာဂတ်ကိုဘယ်လိုပုံဖော်သွားမလဲဆိုတာဆုံးဖြတ်ပေးသွားမှာပါ